이놈들. 처음엔 네 발로 걷고 그러다 두 발로 걷고. 뭐야? 이 새끼들 지금 우리 따라붙는 거야? 진화하고 있는 것 같아요. 인간을 다음 단계로 도약시키는 거야.ကဘာကြီးပြိုခွဲသွားတဲ့အခါယထာလန်းလီတာအသက်ဆက်ရှင်းတန်းခဲ့တာပေါ့ကြောက်ရွံ့ချင်းကပူတာယုံလေးမှာရက်မဆောင်ဘူးမင်းနဲ့အတူရင်ပတ်ထဲထိလိုက်ပါလာတာဒါနဲ့တော့ခတ်ထားတဲ့တခါတည်းရဲ့နောက်မှာတစုံတယောက်ကအချင်းကုန်းလို့လွတ်နေပြီတကယ်တော့ကုသကြောကအပြင်ကနေစားခဲ့တာမဟုတ်ဘူးအတွင်ထဲမှာလည်းအမြင့်ပြည့်နေကြတာအဲ့ဒီနောက်တော့ညော်လင်းချက်ဆိုတာယထာဒီရက်တနေရင်တောင်ဖြည့်ဖို့ဆက်လက်ဦးတည်နေတာနောက်ဆုံးမှတိုက်ဆိုတာနေရာတစ်ခုတည်းမဟုတ်ခဲ့ဘူးအဲ့ဒါကကြီးမားတဲ့ပေးဆမှုတစ်ခုသာဖြစ်ခဲ့တာဒါကခကြီးရဲ့အဆုံးသတ်မဟုတ်သေးဘူးဒါပြင်နဲ့လမ်းကြောင်းရဲ့အဆုံးသတ်တော့ဖြစ်သွားခဲ့ပြီသူတို့ကတော့ဒါကိုရိုးရိုးခီးလေးတစ်ခုလိုပဲထင်းခဲ့ကြတာပေါ့ဒါပေမဲ့သူတို့မားခဲ့တယ်ဗျာညာတန်းကောင်ရမယထာတစီပေါ်တင်ပိတ်မိနေတယ်လို့စိတ်ကူးကြည့်လိုက်ယထာဟုတ်တယ်ထွက်လာမရှိဘူးအချက်ပြစနစ်တွေပြက်နေတယ်လွန်မြောက်ဖို့လည်းဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးအစာပိုင်းတော့အရာရာကပုံမှန်အတိုင်းပါပဲဒါပေမဲ့ရုပ်တရက်လူတရုပ်စက်ပြင်အော်ဟိလိုက်တဲ့အခါမှာတော့တယောက်ပြီးတယောက်ခရီးတွေဟာပြောင်းလဲလာကြတယ်ဖျားတာနာတာမျိုးမဟုတ်ဘူးနော်လူပုံတန်တာမဟုတ်တော့ဘူးယထာကတော့ရက်မပေးဘူးဘူတာယုံတိုင်းကိုလည်းဖျက်ချော်ပြီးတရွေ့သွားနေတာအဲ့ထက်ပိုဆိုတာကတော့တင့်ကတူကိုမှယုံလို့မရတော့ဘူးဆိုတာပါပဲတချို့ကတော့အသက်ရှင်တာကိုအပြင်းအထန်ယုံကန်ကြလိမ့်မယ်တချို့ကြပြန်တော့လည်းအရာရာကိုဆွတ်လို့ကြလိမ့်မယ်ဒါပေမဲ့တကယ်မေကွန်းကတော့မင်းနောက်ဆုံးဘူတာကိုအသက်ရှင်လျက်ဆက်ရောက်နိုင်မလားဒါမှမဟုတ်ဒီအိမ်မက်ဆိုးကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားမလားဒါကတော့ Last Escape Midnight Train 2026ပါပဲယုံလိုက်ပါအဆုံးထိအသက်အံ့ပြီးကြည့်ရလိမ့်မယ်